အဆုံးမပြတော့ဘူးနော်မောလို့ဒီခါလေးအနံပင်အုပ်ဖို့ပဲကျန်တယ်ရေခမ်းရင်အနံပင်ထည့်ပါတော့မယ်ရှင်တုတ်ချူချက်သွန်နေရုပ်ဒီဇိုင်းထောင်းပေါ့နော်ဒီရင်စပလင်နဲ့ရောင်တင်မုတ်ရဲ့စနင်းမုတ်ရဲ့ထည့်ပါမယ်ခင်းချင်ပြီးမယ်ပေါ့နော်ခင်းချင်ပြီးထားလို့ရထည့်ထားပါတယ်ဒီအနံပင်အောက်မှာပေါ့နော်စစ်သားကတော့မချက်ခင်စားစင်းနဲ့အရသာလေးတိုင်းပေါ့နော်ဒီနည်းနဲ့ဟုတ်ပါမယ်ဒါပါဘူးနည်းနည်းမြည့်တွေပါထည့်လိုက်ရနော်သူမုံရောထည့်တယ်တာမုံရောထည့်တယ်နော်နည်းခါရီစားဟောထည့်ပါတယ်ဒီဆုံးသွားပါပြီရှင်